နာမည်မှာဒီစလုံးပောင်ဝင်သူတွေဟာလေးလပိုင်းတကြံကာလယောက်ျားနဲ့လက်ပြားငွေတီးပြီးအကြီးကျယ်ချမ်းသာမယ်လို့ဟောကိန်းထုတ်လာတဲ့နာမည်ကြီးပေတင်ဆရာမတချို့သောနာမည်ပိုင်ရှင်လေးတွေအတွက်ကတော့မကြခင်ရောက်ရှိလာမဲ့တကြံကာလအတွင်းမှာကြီးပွားတိုးတက်ချမ်းသာပြီးအောင်မြင်မှုတရဖူစောင်းနိုင်တော့မှာပါရှင်နာမည်ကြီးပေတင်ဆရာမရဲ့ဟောကိန်းအရာတကြံပြီးတာနဲ့ဒီနာမည်ကြီးပိုင်ရှင်တွေကလက်ပြားမှာငွေတီးတယ်လို့မျိုးငွေဝင်ကျန်းလာမယ်အလောက်ကင်တွေအဆင်ပြေလာပြီးတော့မလို့ကျန်လောက်အောင်ချမ်းသာကြွားလာမယ်လို့အတိအကျပြောထားပါတယ်ရှင်ဆရာမလေးရဲ့ဟောပြောချက်တွေအရာတကြံအပြီးမှာဘလို့နာမည်ကြီးပိုင်ရှင်တွေကကံအကောင်းဆုံးဖြစ်မလဲဘလို့ရရတွေရှိမလဲဆိုတာကိုအခုပဲပြပြပေးသွားပါမယ်နာမည်မှာကာကြီးပြီးပါဝင်သူတွေကတကြံအပြီးကာလတွေမှာအရင်ကချက်အစပေါင်းများစွာထူခြားသွားပါလိမ့်မယ်ကြော်ကောင်းကျူကြိုင်ကိုအစရှိတဲ့နာမည်ပိုင်ရှင်လေးတွေကတကြံအပြီးမှာစီးပွားရေးကြီးပွားတိုးတက်တော့မှာဖြစ်ပါတယ်အလောက်ကင်တွေမှာအကြီးကဲတွေယုံကြည်မှုကိုရမယ်စီးပွားရေးသမားဆိုရင်လည်းကိုမမျောလင့်ထားတဲ့နေရာကနေငွေအလုံးအရင်းနဲ့ဝင်လာတတ်ပါတယ်လက်ဖြာငွေတီးတယ်ဆိုတာဒီနာမည်စလုံးပိုင်ရှင်လေးတွေအတွက်ဖြစ်ပါတယ်ဆရာမလေးရဲ့အထူးပြပြချက်အရာဆိုရင်တော့ဒီနာမည်စလုံးပိုင်ရှင်တွေကအစိုးရကိစ္စဒါမှမဟုတ်လူကြီးတွေနဲ့ပတ်သက်တဲ့အလုပ်တွေမှာအောင်မြင်မှုအကြီးအကျယ်ရပါလိမ့်မယ်တကြံကာလမတိုင်ခင်မှာကုသိုလ်ကောင်းမှုတွေပို့လုပ်ပြီးအတိတ်ထံဝင်ပေးပါခါခွေပြီးပိုင်ရှင်တွေကတော့တကြံပြီးတာနဲ့လူမှုရေးနယ်ပယ်မှာနာမည်ကြီးလာပြီးတော့အဲ့ဒီကတဆင့်ငွေဝင်လန်းတွေပွင့်လာပါလိမ့်မယ်ခင်ခိုင်ချန်အစရှိတဲ့နာမည်စလုံးပိုင်ရှင်လေးတွေပဲဖြစ်ပါတယ်သူများထက်ထူးထူးခြားခြားလက်ရွှေနေမဲ့ကာလဖြစ်လို့အယောင်းဝယ်မှန်သမျှအကုန်တွက်နေပါလိမ့်မယ်ရရအနေနဲ့တကြံကာလအတွင်းအေးလှူဒန်းပေးပါစာလုံးပြီးပိုင်ရှင်တွေအတွက်ကတော့အခက်ခဲမှန်သမျှအေးစစ်စစ်ကြော်ဖြတ်နိုင်မဲ့ကာလပါပဲတကြံပြီးမှာစိတ်ချမ်းသာစရာတွေစတိုက်ကြုံရမယ်ငွေကြေးနဲ့ပတ်သက်လို့ကြုံတွေ့နေရတဲ့အကျက်တွေအားလုံးပြေလည်ပြီးတော့လက်ထဲကိုငွေတွေတလဟောဝင်လာပါလိမ့်မယ်တကြံကာလမှာငွေကြေးအနှဲငယ်လောက်လှူဒန်းကုသိုလ်ယူပေးပါကိုယ့်ရဲ့နာမည်မှာတာဝန်ပိုပြီးပါတဲ့သူတွေကတော့ကြံပြီးတာနဲ့ဘဝရဲ့အစက်နဲ့တခုမြင့်မားပါလိမ့်မယ်အလောက်ကိုင်းအသက်တွေအခွန်လန်းအသက်တွေတင့်စီကိုအလိုလျောက်ရောက်လာမှဖြစ်ပြီးတော့အဲ့ဒီကနေတဆင့်အကြီးအကျယ်ချမ်းသာမဲ့လမ်းစာတွေပေါ်လာမှာပါအင်ချမ်းမြေလုပ်ငန်းလောက်ကိုင်းနေသူတွေကတော့ကြံကာလမှာထူးထူးခြားခြားအယောင်းဝယ်တွေကောင်းပြီးတော့လက်ဖြားမှာငွေတီးပါလိမ့်မယ်ရောင်းဝယ်မှုကိစ္စတွေမှာတပြေပန်းခတ်လေးနဲ့အတားရည်စင်တွတ်ထီပြီးဆူတောင်းပေးပါရှင်ထားစင်လူပြီးပိုင်ရှင်တဲ့အတွက်ကတော့ထူးထူးခြားခြားအောင်မြင်မဲ့နှစ်ပါပဲ။တကြံပြီးမှဘုံကံတွေတရှိန်တို့တိုးတက်လာမယ်။ငွေတွေကမလိုချင်လောက်အောင်ကိုစက်တိုင်ဝင်လာမှဖြစ်လို့လှူဒန်းနိုင်တဲ့အထိကျော်ဝလာပါလိမ့်မယ်။ခီးသွားလာရင်းနဲ့လက်ကြီးဝင်တာမျိုးဒါမှမဟုတ်အဝေးကနေငွေဝင်လာတာမျိုးတွေကြုံရတတ်ပါတယ်။လမ်းမှာတွေ့တဲ့စင်ရနွမ်းပါသူတချို့ကိုမုတ်တခုခုလှူဒန်းကုသိုလ်ယူပေးပါ။မအပြေးပိုင်ရှင်တွေကတော့မြစ်တာရေးရရောငွေကြေးရမှာပါကံအကောင်းဆုံးသူတွေပါရှင်။တကြံပြီးမှနှလုံးသားရေးရာအေးချမ်းသွားမယ့်အပြင်စီးပွားရေးမှာလည်းငွေတွေထားစရာမရှိအောင်ဝင်လာမယ့်တထေးလောင်းဇာတာရှင်တွေပဲဖြစ်ပါတယ်။ဆီယမလေးကတူဦးချင်းစီအတွက်လည်းထက်ဆင့်ဆူတောင်းပေးသွားမှာဖြစ်လို့ကွန်မန့်မှာအရဟံလို့ရေးသားပြီးတော့ကံကောင်းခြင်းတွေကိုလက်ခံသွားခဲ့ကြပါအောင်ရှင်။